ဒီချစ်စရာကောင်းတဲ့အသွင်အပြင်နောက်ခွင်မှာကဘာအစစ်အပြင်းဆုံးမွေးတွေကိုအစာပြေမုံလို့စားနိုင်တဲ့အကောင်လေးရှိတယ်ဆိုတာသိယုံပါလားသူ့နာမည်ကတော့မွေပါဒါမှမဟုတ်မုံကိုပါအရွယ်စားသေးငယ်ကမဲ့တေမင်းကိုတောင်အန်တုနိုင်တဲ့သူ့စီမှာမယုံနိုင်စရာလျှို့ဝှက်စွမ်းအား၃ခုရှိပါတယ်ပထမဆုံးတစ်ခုကတော့သူ့ရဲ့တန်ချက်ကသွေးဆဲတွေနဲ့အမွေထူထူပါမွေပါရဲ့ခန္ဓာကိုယ်ဟာမွေစိတ်ကိုခုခံနိုင်တဲ့အထူးစွမ်းရည်ပါဝင်တယ်လို့သူ့ရဲ့ထူတဲ့အမွေတွေကလည်းမွေဆွဲတဲ့အသားတွေအလွယ်တကူမဖုတ်နိုင်အောင်ကာကွယ်ပေးထားပါတယ်။ဒါကြောင့်မွေဟောက်ကြိုက်တာခံရရင်တောင်သူကတော့ခဏတစ်ဖြုတ်မူးမိသွားရုံကလွဲလို့ဘာမှမဖြစ်ပဲပြန်ထားတိုင်နေတာပါ။ဒုတိယအချက်ကတော့လျက်စီးလက်တလို့မြန်တဲ့အချိန်ပါ။မွေပါရဲ့တုံ့ပြန်မှုဟာလူသားတွေထက်အစပေါင်းများစွာပိုမြန်ပါတယ်။မွေကပေါက်လိုက်တဲ့စက္ကန့်ပိုင်းလေးအတွင်းပါတယ်။လေထဲမှာရှောင်သိမ်းနိုင်ုံတင်မကပဲတံပြန်တိုက်ခိုက်နိုင်တဲ့အထိကျွမ်းကျင်တဲ့တဘာဝရဲ့နေကြလေးတွေပါ။တကီအချက်ကတော့ပါနတဲ့ view ဟာနဲ့တေးစီနိုင်တဲ့အတိုက်ခိုက်ပါမွေပါဟာရန်သူကိုချက်ချင်းစုပ်ဝင်ကြိုက်ပါဘူးမွေကိုပက်ပြီးပိန်မန်းအောင်အရှင်လွတ်ပါတယ်မွေရဲ့လှူရှားမှုနှေးကွေးသွားတဲ့အချိန်ကျမှအားနေတဲ့ဦးခေါင်းကွာနောက်ကျောကိုတစ်ချက်ထဲနဲ့ကြည်မို့ထွားအောင်ကြိုက်တတ်တဲ့အမဲလိုက်ကျွမ်းကျင်သူထီပါတယ်အရွယ်လေးကလက်တထွာလောက်ပေမဲ့တက်တီကတော့ကောင်းကင်ဘုံအထိရောက်နေတဲ့ဒီတက်တီခဲမွေပါလေးအကြောင်းတင်ကောဘယ်လိုထင်လဲတင်းအိမ်သားမှာတော့မွေပါတွေကိုမြင်ဘူးလား comment မှာဆွေးနွေးသွားကြပါဦးအခုလိုစိတ်ဝင်စားစရာ Trace and ဘဟုတုတတွေအတွက် Animal Facts မြန်မာကို follow လုပ်ထားဖို့မမေ့ကြဘူးနော်